ဒီဆိုအခုဘယ်ကိုရောက်နေလဲဆိုလို့ရှိရင်ထိုင်းရောရကျမ်းမာရေးအနှိမ့်ဆိုင်ကိုရောက်နေရပါရှင်အဲ့ဒီခါကျတော့ဒီဆိုင်မှာဘာတွေဝန်ဆောင်မှုပေးလဲဆိုတာကိုအများကြီးရှိအဲ့တော့ဒီဆိုတစ်ခုချင်းလိုက်ပြမယ်ဒီဆိုနဲ့တူလိုက်ကြည့်ပြီနော်ဒီဆိုင်လေးရဆိုလို့ရှိရင်ဒီဆိုကလေအမြဲတမ်းလာလာနှိမ့်နေတဲ့ဆိုင်လေးအဲ့တော့ဒီဆိုတစ်ခုပြောချင်တာကကြတော့အိမ်ကလူကြီးတွေညောင်းညောင်းကြိုက်ခဲတာပဲဖြစ်ဖြစ်ဒီဆိုင်လေးမှာထိုင်းရောရကျမ်းမာရေးနဲ့လေသူကနှိမ့်ပေးတယ်ပြီးတဲ့ခါကျတော့ဈေးလည်းမများဘူးပြီးတော့လေအခန်းရတယ်မကြည့်ဘူးတရရလှလှပပအဲကောင်းလေးဆိုအေးစိမ့်တာပဲအဲ့တော့အိမ်မှာညောင်းညာကြိုက်ခဲတဲ့လူကြီးတွေရှိတယ်ဆိုလို့ရှိရင်ဒီဆိုင်လေးမှာလာရောက်ပြီးတော့အနှိပ်ခံလို့ရပါတယ်ပြီးတဲ့ခါကျတော့ तू ကကျမ်းမာရေးအတွက်တီးတန့်ဆိုင်အဲ့တော့ तू ကတက်တာဘယ်လောက်ရှိပြီထင်လဲ तू ကလေ9နှစ်10နှစ်တောင်ရှိပြီတော့ပြီးတဲ့ခါကျတော့ရန်ကုန်မှာကျတော့10ဆိုင်တောင်ရှိတာနော်မန္တလေးမှာကျတော့2ဆိုင်ပြောပြကြတစ်ခုရှိသေးတယ်ဒီဆိုင်လေးကဘာအားတာချက်ရှိတယ်ဆိုလို့ရှိရင်မိန်းကလေးလာနှိပ်တယ်ဆိုလို့ရှိရင်မိန်းကလေးတီးတန့်နှိပ်တဲ့သူရှိတယ်ယောက်ျားလေးလာနှိပ်မယ်ဆိုလို့ရှိရင်ယောက်ျားလေးအတွက်တီးတန့်နှိပ်တဲ့သူရှိအဲ့တော့ချစ်တော်သူများကချစ်တဲ့ယောက်ျားကိုတုံဝင်တူတဲ့လူရှိလို့ရှိရင်ဒီဆိုင်လေးတော့ကအရန်အဆင်ပြေပါတယ်ရှင်လူကြီးမိဘကြီးရှိတဲ့အခါမှာကိုနဲ့နီးစပ်ရမှာတွားနှိပ်လို့ရတယ်ကိုလည်းကုတူရတာပေါ့နော်ဒီဆိုင်မှာနာမည်ကြီးတာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကြက်ထုတ်ထိုးတာလေးကြက်ထုတ်ထိုးတာကြတော့ဒီကြက်ထုတ်ထဲမှာကြတော့ဆေးပေါင်းစုံအမြင့်တွေအကုန်လုံးသူကထည့်ပြီးတော့သူကပေါင်းနေပေးထားတာအဲ့တော့ဒီကြက်ထုတ်ထိုးခြင်းကဘာတွေကောင်းလဲဆိုလို့ရှိရင်စကြောတက်တာတွေလည်းကောင်းတယ်ကြီးပေါင်းတက်တဲ့သူတွေလည်းအရန်ကိုကောင်းတယ်ပြီးတဲ့ခါကျတော့ခန္ဓာကိုယ်လေးလံကြိုက်ခဲတဲ့သူတွေလည်းအရန်ကိုတက်တာစီပါတယ်ရှင်ဒီဆိုအခုပြတဲ့အခန်းလေးကကြတော့လေမိသားစုတွေတစုတဝေးရဲ့စကားလေးပြောပြီးတော့အတူတူနှိပ်ချင်တယ်ပြီးတဲ့ခါကျတော့တငယ်ချင်းတွေကလည်းစကားလေးပြောနေအတူတူနှိပ်ချင်တယ်ဆိုလို့ရှိရင်ဒီအခန်းလေးကအရန်စီပြပါတယ်ရှင်သူကထိုင်ရုပ်ရလေးနဲ့နှိပ်ပေးတာနော်ဝန်ထမ်းတွေလေတိတိချာချာတင်ပေးထားပုံရတယ်သိလားရောက်လာတဲ့ customer တွေအားလုံးကိုသူကလေနွေးနွေးထွတ်ထွတ်နဲ့လည်းကြိုးဆိုတယ်နှိပ်တဲ့အခါမှာလည်းစိတ်ပါလက်ပါနဲ့တကယ့်ကိုမိသားစုစိတ်ကလေးနဲ့နွေးနွေးထွတ်ထွတ်နှိပ်ပေးတာရှင်စပါးဆိုင်ဆိုတာကတော့တန့်ရှင်းဖို့တော့ကတော့အရေးကြီးတာပေါ့နော်အဲ့တော့မကြကြည့်လိုက်ပါအောင်အခန်းလေးကလေတန်တန်ရဲ့တန်တန်ရှိရှိလေးနဲ့အဲ့တော့အတန့်ကြိုက်တဲ့သူတွေအားလုံးတော့ကို okay တာပေါ့ရှင်ဒီအခန်းလေးကတော့ဝိုင်းနေတဲ့အခန်းလေးဖြစ်ပါရဲ့ရှင်အခန်းလေးကလေတတ်တရရလှလှပပလေးတန်တန်ရှင်းရှင်းလေးဒီဆိုင်မှာအားသာချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ထိုင်းရွာနဲ့နှိပ်တဲ့ဝန်ဆောင်မှုအပြင်ကိုfashion နဲ့ပတ်သက်တဲ့အရာအားလုံးကိုလည်းဝန်ဆောင်မှုသူတို့ကပေးနေရတော့အဲ့တော့ချစ်တော်သူများလိုချင်တဲ့အရာကိုသူတို့ကိုပြောလိုက်ရုံပဲပြီးတဲ့အခါကျတော့ fashion နဲ့ပတ်သက်ပြီးတော့သူတို့အသုံးပြုထားတဲ့ပစ္စည်းတွေကလေရိုးရိုးကနေပြီးတော့ဟိုးအမြင့်ဆုံးတိရှိတယ်အဲ့တော့ကိုရောက်တဲ့အခါကျလို့ရှိရင်ကိုဘယ်အပိုင်းကိုလိုချင်တာလဲဆိုတော့သူတို့နဲ့လည်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင်ဒီဆိုင်မှာကျန်းမာရေးဝန်ဆောင်မှုပေးတဲ့အပြင်ကိုဝက်စင်ရယ် body spa ရယ်မျက်နှာ facial ရယ်အစီချရဲ့ဝန်ဆောင်မှုတွေအကုန်လုံးကိုလည်းပေးနေပါတယ်ရှင်ဒီဆိုင်မှာထူးခြားရလေးတစ်ခုကကြတော့အမျိုးသမီးတွေအတွက်ကိုbreast master လည်းရှိတယ်ပြီးတော့ 1K ကုထုံးလေးလည်းရှိတယ်နော်ချစ်တော်သူများရေအဲ့တော့ဒီဆိုင်ရဲ့ဝန်ဆောင်မှုအားလုံးကိုဒီဆိုကတစ်ခုချင်းစီကိုလိုက်ပြပြီးသွားပြီနော်ချစ်တော်သူများလည်းကျမ်းမာရေးရတွားရောက်ပြီးတော့နှိပ်ချင်တယ်ဆိုလို့ရှိရင်ဒီအခုကြည့်တဲ့ဗီဒီယိုလေးမှာဒီဆိုကဆိုင်ခွဲတွေအားလုံးရဲ့လိပ်စာတစ်ခုချင်းစီဖော်ပြထားရနော်အဲ့တော့ချစ်တော်သူများလည်းတွားရောက်ပြီးတော့နှိပ်နိုင်ပါတယ်ရှင်ဒီဆိုချစ်တဲ့သူတွေအားလုံးကျမ်းမာပျော်ရွှင်ပါစေလို့ဒီဆိုကဆုတောင်းပေးလိုက်တယ်နော်